္ဂလာပါချစ်မိတ်ဆွေပေါင်းတို့ Shortcut to Wisdom Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီအစီအစဉ်မှာဘေဘီလုံခေတ်ရဲ့ဉာဏ်ပညာရှိတဲ့သင်ခန်းစာတွေကိုပုံပြင်လေးတွေနဲ့အတူမျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအပိုင်းလေးမှာတော့ပညာရှိကြီးအာခတ်ရဲ့လမ်းညွှန်မှုနဲ့အတူရွှေချီးငှားသူနဲ့ဘေဘီလုံမြို့ရိုးများဆိုတဲ့ဆက်လန်းတွေကိုနားဆင်ရမှာပါ။ဒီဆက်လန်းတွေဟာပညာရှိချီးငှားခြင်းနဲ့စီးစိမ်ကိုကာကွယ်ခြင်းဆိုင်ရာစတဲ့အဖို့တန်သင်ခန်းစာတွေကိုလက်တွေ့လိုက်နာကျင့်သုံးနိုင်မှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ရှုသွားဖို့တိုက်တွန်းရစေခင်ဗျာပြီးခဲ့တဲ့ပိုင်း3ကဘေဘီလုံမြို့သားတွေဟာကံကောင်းခြင်းနှတ်သမီးနဲ့ရွှေရရှိခြင်းဆိုင်ရာစီးမြင်ငါးသွယ်ကိုအာခတ်စီကနေသင်ယူခဲ့ကြပြီးပါပြီသူတို့တွေဟာငွေကြေးကိုစတင်စုဆောင်းတက်လာကြပြီရင်းနှီးမြှုပ်နှံတက်လာကြပြီသူတို့ရဲ့ပဇာအိတ်တွေလည်းတဖြည်းဖြည်းပြည့်ဝလာခဲ့ပါပြီဒါပေမဲ့စီးစိမ်တွေတိုးပွားလာတာနဲ့မျှမင်းခွန်းအသစ်တွေထပ်မံပေါ်ပေါက်လာခဲ့ပါတယ်ရွှေတွေကိုဘယ်လိုစီမံခန့်ခွဲနည်းနဲ့ပညာရှိချီးငှားနိုင်မလဲချီးထားတဲ့ရွှေတွေပြန်လည်ရရှိဖို့ဘယ်လိုနည်းလမ်းမှစိတ်ချရနိုင်မလဲဆိုတာပဲဖြစ်ပါတယ်ဒီလိုနဲ့အာခတ်ကဘေဘီလုံမြို့သားတွေကိုနောက်ထပ်ဉာဏ်ပညာရှိတဲ့ဆက်လန်းတစ်ပုဒ်ကိုဝေမျှခဲ့ပါတယ်။ဒီဆက်လန်းဟာရွှေချီးငှားသူမသုံးစီးကအချမ်းဉာဏ်ရယူခဲ့တဲ့လှန်လုပ်တဲ့ပပဲဆရာငိုတန်းဆိုတဲ့လူငယ်တဦးအကြောင်းပဲဖြစ်ပါတယ်။ဒါ့အပြင်ဘေဘီလုံမြို့ရဲ့ခိုင်မာတဲ့မြို့ရိုးကြီးတွေကနေရရှိတဲ့ကာကွယ်ရေးဆိုင်ရာသင်ခန်းစာတစ်ခုကိုလည်းဆက်လက်သင်ကြားပေးခဲ့ပါတယ်။အပိုင်း1ဘေဘီလုံမှရွှေချီးငှားသူပလန်လုပ်တဲ့ပပဲဆရာရိုဒန်ဟာတစ်ချိန်ကဘရင်စီရွှေ90သားကိုစုချီးမြှင့်ခံခဲ့ရပါတယ်။ဒီရွှေ90သားဟာလူငယ်တဦးအတွက်မဟာစည်းစိမ်တစ်ခုပါပဲ။ဒါပေမဲ့ဒီရွှေတွေကိုဘယ်လိုအသုံးချရမလဲဆိုတာရိုဒန်တယောက်စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။သူ့အမရဲ့ယောက်ျားကဒီရွှေတွေကိုစီးပွားရေးလုပ်ငန်းတစ်ခုအတွက်ချီးငှားပေးဖို့တောင်းဆိုလာခဲ့တဲ့အခါရိုဒန်ရဲ့စိတ်ထဲမှာစိုးရိမ်မှုတွေပြည့်နှက်လာခဲ့ပါတယ်။ဒါနဲ့သူဟာပညာရှိရွှေချီးငှားသူမသုံးစီအကြံဉာဏ်တောင်းဖို့သွားရောက်ခဲ့ပါတယ်။ဦးလေးမသုံးခင်ဗျာကျွန်တော်ရဲ့အမယောက်ျားကစီးပွားရေးလုပ်ငန်းတစ်ခုအတွက်ဒီရွှေတွေကိုချီးပေးဖို့တောင်းဆိုနေပါတယ်။အကျိုးမြတ်ရရင်ကျွန်တော်ကိုအစပေါင်းများစွာပြန်ပေးမယ်လို့ကတိပေးပါတယ်။ဒါပေမဲ့ကျွန်တော်စိတ်မချမ်းသာပါဘူး။ဘာလို့သင်တယ်လဲအကြံပေးပါဦး။မသုံးကသူ့မျက်နှာပေါ်မှာညံ့ညံ့ရှိတဲ့အပြုံးတစ်ခုနဲ့ပြန်ဖြေလိုက်ပါတယ်။မိတ်ဆွေရိုဒန်မင်းရဲ့ရွှေတွေကိုချီးငှားဖို့စဉ်းစားနေတယ်ဆိုရင်အရင်ဆုံးဒီမေးခွန်းကိုဖြေပါ။သူပြန်ဆက်နိုင်မယ်ဆိုတာသိချပါရဲ့လား။သူ့မှာဒီလိုစီးပွားရေးမျိုးအောင်မြင်ဖို့တဲ့အတွေ့အကြုံရှိပါသလား။ဘေဘီလုံမြို့ရဲ့ခိုင်မာတဲ့မြို့ရိုးကိုယုံကြည်သလိုမျိုးမင်းရဲ့ရွှေတွေကိုသူ့လက်ထဲစိတ်ချလက်ချအနှံနိုင်ပါရဲ့လား။ရိုဒန်တယောက်စဉ်းစားရင်းတုံ့ဆိုင်သွားခဲ့ပါတယ်။မဟုတ်ပါဘူးကျွန်တော်တိတိကျကျမပြောနိုင်ပါဘူးလို့သူဝန်ခံလိုက်ပါတယ်။မသုံးကသူ့ရဲ့တစ်တာကိုဖြေလိုက်ပြီးရွှေချီးငှားသူတွေရဲ့မှတ်တမ်းတွေကိုရေးထားတဲ့ရွှွန့်ပြားတွေထုတ်ပြခဲ့ပါတယ်။ချို့မှတ်တမ်းတွေကအကျိုးအမြတ်နဲ့ပြန်ဆက်နိုင်ခဲ့တဲ့အောင်မြင်မှုတွေအကြောင်းဖော်ပြထားပေမဲ့အချို့ကတော့မအောင်မြင်တဲ့လုပ်ငန်းတွေအကြောင်းဆုံးရှုံးမှုတွေသာဖြစ်ပေါ်ခဲ့တာကိုဖော်ပြထားပါတယ်မိတ်ဆွေတို့ရွှေဟာမကျွမ်းကျင်သူလက်ထဲအနှံသူစီကနေအလွယ်တကူထွက်ပြေးသွားတတ်တယ်ကြီးမားတဲ့အကျိုးအမြတ်ကိုဂတိပေးတဲ့အတွေ့အကြုံမရှိသူထဲလုံခြုံပြီးကျွမ်းကျင်တဲ့လုပ်ငန်းရှင်စီကအနှဲငယ်သောအကျိုးမြတ်ကိုရယူတာဟာပုံမပညာရှိတဲ့ရွေးချယ်မှုပါပဲမင်းတို့ရဲ့ရွှေတွေကိုနားလည်တဲ့လုပ်ငန်းတွေမှာအရေးချင်းသက်သေပြပြီးသားသူတွေကိုသာချီးငှားကြပါမသုံးရဲ့ညာမညာကိုနားလည်လိုက်တဲ့ရိုဒန်ဟာသူ့ရွှေတွေကိုစိတ်ချရတဲ့လုပ်ငန်းတွေမှာပဲရင်းနှီးမြှုပ်နှံခဲ့ပါတယ်ဒီသင်ခန်းစာကပညာရှိချီးငှားခြင်းရဲ့အရေးပါမှုကိုထင်ရှားစေပါတယ်။မိုက်မဲစွာရှက်ကြောမှုထက်တတိရှိချီးငှားခြင်းကစီးစိမ်ကိုစောင့်ရှောက်ပေးပါတယ်။
ပိုင်းနှစ်ဘေဘီလုံမြို့ရှိုးများတခေတ်တစ်ခါမှာချန်သူတွေဟာဘေဘီလုံမြို့ကိုသိမ်းပိုက်ဖို့စုယုံရောက်ရှိလာခဲ့ကြပါတယ်သူတို့ရဲ့စစ်တပ်ဟာကြမ်းတမ်းပြီးအင်အားများပြားလှပါတယ်ဒါပေမဲ့မြို့ထွင်းမှာဘေဘီလုံမြို့သားတွေဟာစိတ်အေးချမ်းစွာအိပ်ဆက်နားနေနိုင်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ဟာမြို့ရဲ့ခိုင်မာတဲ့မြို့ရိုးကြီးတွေကိုယုံကြည်အားကိုးထားလို့ပါပဲ။ဒီမြို့ရိုးကြီးတွေဟာရာစုနှစ်ပေါင်းများစွာမပြတ်စည်းပဲရပ်တည်ခဲ့ပြီးဘေဘီလုံမြို့ရဲ့စီးစိမ်ဥစ္စာတွေနဲ့မိသားစုတွေကိုစောင့်ရှောက်ပေးခဲ့ပါတယ်။ကုန်သည်တွေ၊လယ်သမားတွေ၊ပပဲဆရာတွေအားလုံးဟာဒီမြို့ရိုးတွေရဲ့ခိုင်မာမှုကိုယုံကြည်ပြီးငြိမ်းချမ်းစွာအနားယူနိုင်ခဲ့ကြပါတယ်။ဒီဥပမာနဲ့အာခက်ကမြို့သားတွေကိုရှင်းပြခဲ့ပါတယ်။မိတ်ဆွေတို့မြို့ရိုးကြီးတွေဟာမြို့ကိုရန်သူတွေကနေကာကွယ်ပေးနေသလိုသင်တို့ရဲ့စီးစိမ်ဥစ္စာတွေကိုလည်းဆုံးရှုံးမှုတွေကနေကာကွယ်ရပါမယ်။ဒီမြို့ရိုးတွေဟာတရက်ထဲနဲ့စောင့်လုပ်ထားတာမဟုတ်ဘူး။၎င်းတို့ဟာဂရုတစိုက်ကြိုတင်ပြင်ဆင်မှုအနာဂတ်ကိုမျှော်မှန်းမှုနဲ့စ조사အားထုတ်မှုတွေရဲ့အကျိုးဆက်တွေပဲထိုနည်းတူစွာသင်တို့ရဲ့ရွှေတွေကိုကာကွယ်ဖို့ခိုင်မာတဲ့အစီအမံတွေကိုကြိုတင်တည်ဆောက်ထားရပါမယ်ဒီသင်ခန်းစာကရှင်းလင်းပါတယ်သင်တို့ရဲ့စည်းစိမ်တွေကိုကာကွယ်ဖို့ခိုင်မာတဲ့အစီအမံတွေတည်ဆောက်ထားပါမိသားစုစုဆောင်းထားတဲ့ငွေကြေးနဲ့အနာဂတ်ကိုကန်ဆိုးမှုတွေကနေကာကွယ်ထားပါအဲ့ဒီအခါမှသာဘေဘီလုံမြို့သားတွေမြို့ရှိုးနောက်ွယ်မှာစိတ်အေးချမ်းစွာအိပ်ဆက်နေသလိုမျိုးသင်တို့လည်းစိတ်ချလက်ချနေထိုင်နိုင်မှာပါဒီအပိုင်းမှာအာခတ်ရဲ့သင်ခန်းစာနှစ်ခုဟာလက်ချင်းတွဲလက်ရှင်းလင်းစွာထင်ရှားနေပါတယ်ပထမသင်ခန်းစာကရွှေချီးငှားရာမှာတတိရှိရှိဆောင်ရွက်ဖို့ပါပဲရွှေတွေကိုလုံခြုံပြီးအရှိအချင်းသက်သေပြထားတဲ့သူတွေကိုသာအနှံပြီးရင်းနှီးမြှုပ်နှံပါဒုတိယသင်ခန်းစာကတော့စီးစိမ်ကိုကာကွယ်ဖို့ပါပဲဘေဘီလုံမြို့ရှိုးတွေလိုခိုင်မာတဲ့စီမံတွေနဲ့ကြိုတင်တည်ဆောက်ထားရင်အနာဂတ်မှာစိတ်အေးချမ်းစွာနေထိုင်နိုင်မှာပါဒီသင်ခန်းစာတွေကိုလိုက်နာသူတွေဟာသူတို့ရဲ့ပတ်စံအိတ်တွေကိုကြီးငိမ်စွာပြည့်ဝလာတာကိုတွေ့ရမှာပါဒါပေမဲ့ပေါ့ဆသူတွေကတော့ဆုံးရှုံးမှုတွေနဲ့စိတ်ပြက်အားငယ်မှုတွေကိုသာရင်ဆိုင်ရမှာပါအာခတ်ရဲ့သွန်သင်ချက်တွေဟာမိတောက်တစ်ခုလိုဘေဘီလုံမြို့တစ်ခွင်လုံးပြန့်နှံ့သွားခဲ့ပါတယ်မြို့သားတွေဟာစုဆောင်းယုံရင်းနှီးမြှုပ်နှံယုံသာမကပညာရှိရှိချီးငှားတက်လာကြပြီးသူတို့ရဲ့စည်းစိမ်တွေကိုဂရုတစိုက်ကာကွယ်တက်လာကြပါပြီဒါပေမဲ့သင်ယူဆရာတွေချန်ရှိနေစေတုံးပဲအကျွေးရဲ့ဝန်ထုတ်ဝန်ပိုးအောက်မှာနှစ်မွန်းနေသူသူဦးဟာလွတ်မြောက်မှုကိုပြန်လည်ရှာတွေ့နိုင်ပါမလားအစင်းရဲဆုံးသူသူဦးဟာစီးကမ်းနဲ့စ조사မှုကိုအသုံးပြုပြီးထိတ်ဆုံးကိုတက်လှမ်းနိုင်ပါမလားနောက်ဆုံးအပိုင်းမှာတော့ဘေဘီလုံမှာကလာအုပ်ကုံတဲ့နဲ့ဘေဘီလုံမှာကအကောင်းဆုံးပုဂ္ဂိုလ်ဆိုတဲ့အကျွေးဆက်ချင်းတာဝန်ယူမှုနဲ့ပြန်လည်ထူထောင်ခြင်းဆိုင်ရာအစွမ်းထက်တဲ့ဆက်လန်းတွေကိုဆက်လက်နားဆင်ရမှာပါဒါကတော့ Shortcut to Wisdom စီစဉ်ပဲဖြစ်ပါတယ်မှတ်ထားပါရွှေဟာသတိရှိသူတွေကိုဝမ်းမြောက်စွာဝန်ဆောင်မှုပေးတယ်ဒါပေမဲ့ပေါ့ဆသူတွေစီကတော့အလွယ်တကူထွက်ပြေးသွားတတ်ပါတယ်ချန်သူတွေမရောက်လာခင်ခိုင်မာတဲ့ဘေဘီလုံမြို့ရိုးတွေကိုတိဆောက်ထားကြသလိုသင်တို့ရဲ့စည်းစိမ်တွေကိုကာကွယ်နိုင်ဖို့လဲခိုင်မာတဲ့အစီအမံတွေနဲ့ကြိုတင်တိဆောက်ထားကြပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ